ရွာထဲမီးလင်းတွေရော့သွားပြီးနောက်တညလုံးမောင်သားချိုအိတ်မပြောခဲ့ဘူးမဲသစဉ်ပြောခဲ့တဲ့စကားတွေသူ့နားတွေပြန်ကြားနေတယ်အမှန်တရားကိုဖုံးကွယ်ထားတဲ့သူကအပြစ်ရှိတယ်သူနောက်နေ့မနက်တောင်ကုန်းဘက်ထပ်သွားဖို့ဆုံးဖြတ်လိုက်တယ်ဒီတခါသူတယောက်တည်းမဟုတ်ဘူးမေကိုမေးပြီးအဖေထားခဲ့တဲ့စာအုပ်ဟောင်းတစ်အုပ်ယူလာတယ်။တောင်ကုန်းပေါ်ရောက်တဲ့အခါမိုးအုပ်နေတဲ့တင်းချိုင်းရှေ့မှာရက်ပြီးမြေပြင်ကိုကြည့်လိုက်တယ်။အဖြူရောင်ပန်းလေးတွေမနေ့ကထက်ပိုများနေတယ်။ရုတ်တရက်လေတစ်ချက်တိုက်သွားပြီးမဲသစဉ်ပြန်ပေါ်လာတယ်။ဒီတခါသူမမျက်လုံးတွေတည်ငြိမ်နေတယ်။မင်းလာမယ်ဆိုတာသိတယ်။မောင်သားချိုမေးလိုက်တယ်။ကျွန်တော်အဖေအမှန်တကယ်ပါခဲ့လား။သူမခေါင်းညိတ်တယ်ပါခဲ့တယ်ဒါပေမဲ့သူမီးမရှို့ခဲ့ဘူးမောင်သားချိုအံ့ဩသွားတယ်ဒါဆိုဘသူလုပ်ခဲ့တာလဲမဲသစဉ်ဖြည်းဖြည်းစပြောတယ်ရွာလူကြီးကမင်းအဖေကိုအပြစ်ပေါ်စေခြင်းခဲ့တယ်မီးလောင်တဲ့ညမှာလူကြီးကအထောက်ထားတွေဖျောက်ပစ်ခဲ့တယ်မောင်သားချိုလက်သီးတင်းဆုပ်လိုက်တယ်ဘာကြောင့်လဲမြေယာအကြောင်းငါအဖေကမီးလောင်ခဲ့တဲ့နေရာကိုကာကွယ်ဖို့ကြိုးစားခဲ့တယ်။ဒါကြောင့်သူ့ကိုဖယ်ရှားခဲ့ကြတယ်။လေကပြင်းတိုက်လာတယ်။မဲသစဉ်အတန်တိုးကျမသေဆုံးပြီးနောက်မင်းဖေအမှန်တရားပြောဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့သူလည်းပျောက်သွားတယ်။မောင်သားချိုမျက်လုံးတွေမျက်ရည်ဝဲလာတယ်။သူအသက်ရှင်နေသေးလား။မဲသစဉ်မျက်လုံးတစ်ချက်ပိတ်လိုက်တယ်။အဲ့ဒီအကြောင်းကိုရွာလူကြီးသိတယ်။ရုတ်တရက်တောင်ကုန်းအောက်ကနေခြေတံတွေကြားလာတယ်ရွာလူကြီး။လူတချို့နဲ့အတူတက်လာနေတယ်သူတို့မျက်နှာတွေကြောက်ရွံ့နေတယ်လူကြီးအော်ပြောတယ်မင်းမလိုက်နာရင်နောက်ဆက်တွဲဖြစ်မယ်။မဲသစဉ်မောင်သားချိုကိုကြည့်ပြီးပြောတယ်။အခုမင်းရွေးချယ်ရမယ်။အမှန်တရားကိုဖော်ထုတ်မလား။ဒါမှမဟုတ်တိတ်ဆိတ်မလားမောင်သားချိုတောင်ကုန်းပေါ်ရက်နေတဲ့အောက်မှာရွာသားတွေရှေ့မှာအဖြူရောင်အရိပ်သူအသက်ရှူနက်ချလိုက်တယ်ပြီးတော့သူလန်းတလန်းလှမ်းလိုက်တယ်လူကြီးဘက်ကိုအဲ့ဒီချိန်မဲသစဉ်အလင်းတစင်းလိုတောက်ပလာတယ်သူမပြောလိုက်တယ်မနှက်ဖြန်မနှက်မှာအမှန်တရားစတင်မယ်ပြီးတော့အရိပ်ထဲပျောက်ကွယ်သွားတယ်